ဒီနေ့တော့ကျွန်တော်အခုတက်နေတဲ့အကြောင်းကို campus tour လိုက်ပြပါမယ်လိုက်ခဲ့ကြပါအောင်ဒါကတော့ကျောင်းရဲ့ဖျားရှိကိုခံပေါ့နော် Yeah, it is. You make money in a way that pleases Allah. I don't think it'd be hard for me then as I'll become one of them. ဒီနေရာတော့ PhD lounge လို့ခေါ်ပါတယ်တို့ဒီကျောင်းသားတွေစာစုပြီးလုပ်လို့ရတဲ့နေရာပေါ့နော်ဒီ lounge မှာကျတော့ meeting room တွေလည်းရှိတော့ကျောင်းပရိသတ်တွေမှာကျောင်းသားတွေစာစုလုပ်လို့လည်းအဆင်ပြေပါတယ်ကျောင်းကတော့ wing တစ်ခုရှိပြီးတော့ wing A နဲ့ wing B ဆိုပြီးရှိပါတယ်ဒါကတော့ wing B ရဲ့ lobby နေရာပါသူကတော့ဒီ one stop center တွေကျောင်းစာသင်ခန်းတွေနဲ့တွဲရဖြစ်ပါတယ်ဒီဘက်ကတော့ဒါ gym ကိုသွားရလမ်းပေါ့နော်ဒီကျောင်းရဲ့ဒီကျောင်းမှာ gym ကနှစ်ခုရှိပါတယ် female gym နဲ့ male gym ပေါ့နော်ယောက်ျားလေးအတွက် gym တည်တဲ့တစ်ခု main လေးအတွက် gym တည်တဲ့တစ်ခုဆိုပြီးတော့နှစ်ခုရှိပါတယ်ဒီပတ်လည်မှာ parking spot တွေရှိရပေါ့နော်ဒါကတော့ gym ရဲ့ပုံစံပါ gym ကတော့အရင်ကြီးမကြည့်ပါဘူးဒါပေမဲ့ essential ပစ္စည်းတွေအားလုံးရှိပါတယ်ဒီ lightweight ဆိုလို့ရှိရင်ပိုပြီးတော့အဆင်ပြေပါတယ်ဒါကတော့ changing room နဲ့ shower room မှာဂျင်းဆိုလို့ရှိရင်တခါလေးဒီမှာရေမိုးချိုးပြီးတော့အိမ်တွေပါလဲလို့ရပါတယ်ဝင်းဘီကတော့ student တွေနဲ့ဆိုင်တဲ့ဟာတွေပုံများတာမို့လို့ဒီ gym တွေစာသင်ခန်းတွေစားလို့ရနေရာတွေနဲ့ပို့ပြီးတော့ပြည့်စုံပါတယ်ဝင်းအိမ်ကတော့ staff တွေအများစုနေနေရပါတော့ဒီပေါက်ကတော့ဒီအနောက်ဘက်ပေါ့ဒီတကားအဝါဝင်တဲ့နေရာကတော့ female gym ဖြစ်ပါတယ်ကျွန်တော်ဝင်ကြည့်လို့မရဘူးဆိုတော့ဝင်တော့မကြည့်တော့ပါဘူးဒါကတော့စတိခန်းဖြစ်ပါတယ်စတိခန်းတွေကတော့ hall တွေအများကြီးရှိသလို case study room တွေဆိုပြီးတော့လည်းပဲ international အဆင့်မီစတိခန်းတွေရှိပါတယ်ကျွန်တော်အချိန်ရမှာပဲဒီအခန်းတွေကိုရဲ့ဒီ structure ကိုတော့လိုက်ပြပါမယ်ဒါကဒီကျွန်တော် hallway တစ်လျှောက်သွားတာပေါ့နော် snack bar ပေါ့နော်ဒီကျောင်းဖွင့်ရနေဆိုလို့ရှိရင် snack တွေတော့ရှိတယ်အကြောင်းဖွင့်ရဆိုလို့ရှိရင်တော့ခောက်ပြင်ရိုက်ပြပေးမယ် microwave ရှိမယ်ဒီမှာရေဝေး A set ရှိမယ်ဒီကျောင်းကအပေါ်ထက်တော့ရှိတယ်အပေါ်ထက်ကအများကြီးဖြစ်ဒီ exam တွေဆောင်းမွေးတွေပေါ့နော်ဆောင်းမွေးခမဖြစ်သုံးတာများတယ်ကျွန်တော်ပြီးခဲ့တဲ့နေ့ကဖြေရတဲ့paper တွေဆိုတာအဲ့ဒီမှာဖြေရပါတော့ကျွန်တော်ပေါ်တက်ပြပါမယ်ကဲဘောရန်တွေစာသင်ချိန်မဟုတ်လို့ရှိရင်တော့မတက်ဖြစ်တာများတယ်ပေါ့နော်ကျွန်တော်ရဲ့ ID lab ပေါ့နော် lab ကလည်းရှင်တော့ပိတ်ထားမယ်ထင်တယ်အဲ staff တွေရှိနေရပါ finance department တွေပါတယ်တဲ့ indoor game တွေရှိတဲ့နေရာတွေပါကျောင်းသားတွေအပတ်ဖြုတ်လို့ရတယ်ပေါ့ဒါပေမဲ့အများကြီးတော့မဟုတ်ဘူးဆောင်းဝဲခန်းနေဟုတ်ပါပေါ်တော့ဆက်တောင်းရလို့ရှိရင်ကျောင်းတော့3လွှာပဲရှိတယ်တိတ်တော့မကြည့်ဘူးပေါ့သူက niche device ဆိုတဲ့အတိုင်းပဲ niche ပေါ့နော်အများကြီးလည်းမလိုပါဘူးကျောင်းသားတွေကအများကြီးဖြစ်ဒီအလုပ်လုပ်နေတဲ့လူတွေအများဆိုတော့ဒီကျောင်းသားတွေ project ရှိမယ်ပြီးလို့ရှိရင်ဒီ SCPS ပေါ့နော် School of Graduate and Professional Studies ကျောင်းရဲ့ဒီပညာရေးပိုင်းနဲ့ဆိုင်တဲ့ဟာတွေရှိရပေါ့နော်လူရှိတာကတော့ action based learning လို့ခေါ်တဲ့ဒီကျောင်းရဲ့ထူးခြားတဲ့ဟိုတာပေါ့နော်သင်ယူညွှန်းတဲ့တစ်ခုပေါ့ ဒါကတော့ wing B နဲ့ wing O သွားတဲ့လမ်းမှာ wing A ဘက်မှာဒီ staff နဲ့ဆိုင်တဲ့ဟာတွေ library တွေcafeteria တွေရှိပါတယ်
လမ်းမှာပေါ့ဒီရေတကုံလေးနဲ့ရှိရပေါ့နော်ဒီမန်မဲရေတကုံလေးရွှေငါးလေးရှိပါတယ်အချိန်ရောက်လို့ရှိရင်တော့အပိုင်းဖြစ်လို့ရှိရင်ဒီမှာဒီလေပန်းနေရမပူတဲ့အချိန်လေးညနေဘက်တွေဆိုလို့ရှိရင်မလာကြည့်လို့ရပါတယ်ငါးတွေပါဟဲ့ရောမြတ် library ဘက်ကိုသွားတဲ့နေရာပေါ့နော်ဒီကနေတစ်စင်မှာဒီ library ဘက်သွားလို့ရပါတယ်ဒီကျွန်တော်ကသွားခဲ့တဲ့နေရာဝင်းပြည်ကတော့ဒီစာသင်ခန်းတွေ lecture တွေဒီ staff တွေရဲ့နေရာပေါ့ဒီဝင်းအင်အားကြတော့ကျောင်းရဲ့အစိပ်ပိုင်းတကြီး3ခုတည်းဖြစ်တဲ့ဒီပညာရေးပိုင်းမပါပဲねပေါ့နော်ဒီ research နဲ့ consulting ပိုင်းပေးတဲ့အပိုင်းဖြစ်တယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဒီကျောင်းသားတွေတုံးလို့ရတာဆိုလို့ရှိရင်KMC လို့ခေါ်ရပေါ့နော် knowledge management center library ရှိမယ်ပြီးလို့ရှိရင်ဒီထဲမှာကျောင်းသားတွေအတွက်ထူလုပ်ထားတဲ့ hall တွေရှိမယ်ပြီးအပြင်ဘက်ပေါ့နော်ဒီ outdoor view ကတော့ပို့လှတယ်ပြီးရင်အရင်တော့ပေါ့နော်ဒီမှာ cafeteria တော့ရှိတယ်အခုလောဆယ်တော့ကျောင်းသားဥယျာဉ်တွေအတွက်နဲ့ကိုက်ပြီးတော့သူတို့က cafeteria တော့ပိတ်ထားရပေါ့နော်နောက်တော့ဘယ်တော့လောက်ပြန်ဖွင့်နေတော့မသိကျောင်းလေးဂုံးလေးပေါ်မှာဆိုတော့ဘယ်ကကြည့်ဒီညနေဘက်ဆိုလို့ရှိရင်လေးတိုက်တယ်လေးဒါပေမဲ့လင်းကြီးခံလို့ကောင်းတယ်ပေါ့နော်ဒီချိန်လောက်ဆိုလို့ရှိရင်မလေးရှားကညနေ9နာရီခွဲ6နာရီလောက်ဆိုလို့ရှိရင်နေစောင်းပြီပေါ့နော်ဒါပေမဲ့နေကတော့9နာရီကျော်မှဝင်တယ်ဒါပေမဲ့နေစောင်းလာမြန်တော့ကျွန်တော်တို့ဒီလင်းကြီးခံရတယ်ကောင်းတယ်ပေါ့နော်ညနေပိုင်းဆိုလို့ရှိရင်ဒီကလို cafeteria တွေမှာဖွင့်နေကြလို့ရှိရင်ညနေပိုင်းဒီမှာ coffee တောက်တာတွေပါအားလုံးလုပ်လို့ရတယ်ဒါကျွန်တော်တို့ရဲ့မဖွင့်သေးတဲ့ cafeteria ပါဒီပေါ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီပြထားတဲ့မှာပုံကဟောရှိမယ်ဒီ sick bay မှာเนาะကျောင်းသားတွေဒီမျိုးနားချင်လို့ရှိရင်နားလို့ရနေရရှိတယ်ပြီးရင်ဒီ lactation room ရှိမယ်ဒီပေါ်နဲ့ဆက်တက်သွားလို့ရှိရင်ဒီ level 2ကိုရောက်ပြီပေါ့နော် wing A level 2ရောက်မယ်ဒီဘက်မှာတော့ဒီ ISRA လို့ခေါ်တဲ့ဒီ research ပိုင်းနဲ့consultation ပိုင်းနှစ်ပိုင်းတော့ရှိရပါတော့ဒီဘက်ကြည့်လို့ရှိရင် view တွေအရင်လှတယ်ဘာလို့ဆိုတော့ KL မြို့လယ်ထဲမှာဒီလိုအပင်နဲ့အများကြီးနဲ့ view တွေ့ရဖို့ဆိုတော့တိတ်မလွယ်ဒီအောက်ဘက်မှာဆိုရင်ကျွန်တော်ကြောင်ရဲ့ထူးခြားတာတစ်ခုဖြစ်တဲ့ဒီ urban farming ပေါ့နော်ဒီကျောင်းသားတွေကိုယ်တိုင်ဦးစီးပြီးတော့လုပ်ထားတဲ့ urban farming ဆိုတာရှိတယ်ဟေးပါဒီကျွန်တော်အောက်စီမီပြလေးမယ်ကျွန်တော်ဟိုဒီ twin လေးတွေစားတော့လည်းဒီ urban farming ပေးမှာပဲတော့ live ဗီဒီယိုအရင်ပြပေးမယ်နော်အဲ့ပြီးတော့9နာရီပိတ်လာဆိုတော့ကျွန်တော်အခုဒီမှာ9ခွဲဆိုတော့ဖွင့်တော့ဖွင့်သေးတယ်ကျောင်းဝင်အေးပါကျောင်းမှာဒီ Ikra store ဆိုတာကျတော့ဒီကျောင်းရဲ့ဒီအမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်ပေါ့နော်ဒီဆိုင်ကကျတော့ကျောင်းအင်ဂျီတွေရှိမယ်စာအုပ်တွေကတ်ထည့်တဲ့ဟာတွေအားလုံးရှိပါတယ်အဲကျောင်းကအထူးပြုလုပ်ထားတဲ့ initiative တစ်ခုပေါ့နော် initiative ဘယ်နှပတ်တန် rocket လိုက်ပြီးထဲဝင်ပါမယ်လိုက်ပြီးမှစကားပြောလို့မရတော့ကျွန်တော် voice over ပြန်လုပ်တော့မယ်နောက်ကျရင်လိုက်ပြရတဲ့ပုံမှန်ပါပဲဒီ Islamic Finance နဲ့ပတ်သက်တဲ့ University ဆိုတော့သူ့ရဲ့ပတ်သက်တဲ့စာအုပ်တွေရှိတယ်ပြီးလို့ရှိရင်ဆက်လုပ်ရတဲ့နေရာရှိတယ်ကွန်ပျူတာတွေသုံးလို့ရတဲ့နေရာရှိတယ် printing ရှိမယ် scanning ရှိမယ် common area ရှိမယ်ပြီးလို့ရှိရင်meeting room တွေရှိမယ်ပေါ့နော်စာအုပ်တွေကဒီ Islamic Finance Industry ဆိုလို့ရှိရင်တော်တော်စုံတယ်စာအုပ်တွေကဈေးလည်းကြီးရပေါ့နော်ဒီမှာ live ပြီးမှရှိတော့လည်းပဲအလကားငှားဖက်လို့ရတာပေါ့လိုက်ပြီးတော့ကျွန်တော် physically လာတာနဲတယ်ပေါ့နော်သူက online နေလဲငှားလို့ရကျွန်တော်အများအပြား online နေပဲငှားပါတယ်ကျွန်တော် live ရနေပြန်ထွက်ပါတော့မယ်အောက်ဘက်ကဒီ urban farming ပဲတော့ကြည့်ကြအောင်ဒီထူးခြားရတာဖြစ်တဲ့ urban farming ကိုပြပါမယ်ဒီဘက်ကတော့ဒါတခြားကျောင်းပေါ့ University Malaya International Wales ရဲ့ campus ပါကျွန်တော် campus ဝင်းတော့တစ်ခုတည်းပဲဒါပေမဲ့အစာအုပ်တွေကတော့ကွာတယ်ပေါ့နော်ကျွန်တော်ဒီ ACF ရဲ့ဒါ fullမြေပေါ်ကဒီလာလေးပါဝင်းအိမ်နဲ့ဝင်းပြီးပဲရှိပါတယ်family တော့ဆိုဒီတောင်ကုန်းလေးကိုဆင်ရတယ်ပေါ့နော်နေဘူးလို့ရှိရင်တော့လည်းအမြင်မသွားဖြစ်ကျွန်တော်သွားဖြစ်လို့ဒီညနေပိုင်းတို့မနက်ပိုင်းတို့သွားဖြစ်တာများတယ်
ဟိုမှာလမ်းတွေ့နေရတာတော့ဒီမလေးရှားနိုင်ငံဗဟိုဘဏ်ရဲ့ဒီလက်အောက်ကပေါ့နော်ဆာဆာနာကီချန်လို့ခေါ်တယ်သူ့မှာဒီပြတိုက်တွေရှိတယ်ဒီမလေးရှားနိုင်ငံရဲ့ဒီငွေကြေးပေါ့နော်ဒီ ringgit ငွေကြေးအစအဲ့ဒါနေဘယ်လိုစခဲ့ဆိုတာသူတို့ပြတာရှိတယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ဒီပွဲနေသပြင်ကတော့ကျွန်တော်တို့ကြောင်းရဲ့ပွဲနေသပြင်ကအဲ့မှာလုံပါပေါ့နော်ကျွန်တော်နောက်နှစ်လောက်တော့ပွဲရမယ်ထင်တယ်နောက်နှစ်ပေါ့လေနောက်တစ်နှစ်ပေါ့ဒီမှာစားကျွန်တော်ဒီပွဲဒီ final paper ပေါ်မူတည်ပြီးပွဲပေးရဆိုတော့လေပွဲရရင်တော့ဒီ convocation ဒီမှာဖြစ်မှာပါလှမ်းကြည့်တော့ KL Tower ကိုတွေ့နေရပါတယ်KL မြို့လေမှာဆိုမှလေပတ်လေကအဲ့လိုမျိုးတောတွေဝိုင်းထားတော့ငှက်လေးတွေအတန်းတွေမှာကြားရတယ်လို့အရင်ကြီးမစုညံဘူးအရင်ကြီးမချောက်တွေ့ဘူးပေါ့နော်pollution တိတ်ပြီးတော့မရှိဘူးဖိုင်မြတွေ့နေရပါပြီပြန်ဖွင့်မယ်လို့ထင်တာပိတ်ထားရင်တော့နောက်နေ့မှမရရတော့ပါပေါ့ချင်းတဲ့အတိုင်းပဲပိတ်ထားပါတယ်ဖွင့်နေချိန်မှာပဲလာရတော့အဓိကအထက်ကဘာရှိရဆိုလို့ဒီကနေပဲရိုက်ပြလိုက်မယ်နော်တခြားမြင်းခွာရက်တွေဒီမှာပေါ့နော်မြင်းခွာရက်ရှိမယ်ကစုံရက်ရှိမယ်ငခုရှိမယ်တခြားအပင်လည်းရှိရပါတော့ကျွန်တော်တိတ်ကွန်ပျူတာတွေမှာမလေးလိုပဲရေးထားတော့လေ Manchurian halal itu fardu နောက်မှပဲကျွန်တော်ဖွင့်မှပဲတခြားလည်းပြန်ရိုက်ပြတော့မယ်သူအဓိကကတော့ဒီရေပေးတဲ့ပုံစံရယ်ပြီးရေအောက်မှာအဲ့လိုမျိုးသူကငါခုတွေမွေးထားတာပေါ့နော်ရေအောက်မှာဖြစ်ပြီးစင်နဲ့အောက်မှာခုတွေမွေးထားတာပါဒါတော့ဒီလောက်ပါပဲကမဆိုတော့နည်းနည်းလေးတိုးတယ်ပေါ့နော်ကျောင်းတည့်တဲ့အတိုင်းကျောင်းလည်းတည့်ရဆိုတော့ကျောင်းတည့်လေးမှာပဲကျွန်တော်နောက်ထပ်တစ်နှစ်ခွဲလောက်တော့စာလုပ်ရပါအောင်မယ်အောင်မွေးတော့ပြီးပါပြီဒီပထမဆုံးနေ့ပထမဆုံး semester short sem ပေါ့နော်ကျွန်တော်ကဒီတစ်နှစ်ကိုသူက semester 3ခုရှိတယ်January June နဲ့ September ပေါ့နော်ကျွန်တော်June မှာစကြွားရင်တော့ဒီ June ရဲ့ semester တော့ပြီးပါပြီဒီ September ကြောက်လို့ရှိရင်ကျွန်တော် semester အသစ်တက်ပါမယ်အဲကြောက်လို့ရှိရင်တော့အတန်းနေလည်းပုံများလာမယ်စာရေးလည်းပုံများလာမယ်ပေါ့နော်ဒီ short sem ကြောက်တော့2လအတွင်းမှာဆိုသူက course နှစ်ခုပဲတင်တယ်အရှိ sem ကကြောက်4လဆိုတော့4 course တင်မယ်ပေါ့နော်အတန်းချိန်လည်းများလာမယ်စာလည်းပုံများလာမယ်ဘူးစုတာလည်းပိုတိုးလာမယ်ပေါ့နော်ဒီ September မတိုင်ခင်ပေါ့ဒီနေ့ကတော့August 3ရက်နေ့ဆိုတော့ကျွန်တော်ဒီပိတ်ရက်ကတော့4ပတ်လောက်ရတယ်ပေါ့နော်အဲ့တော့ဒီပိတ်ရက်မှာကျွန်တော်ဘာတွေလုပ်မလဲဘာတွေတင်မလဲဆိုတော့နောက်ထပ်ဗီဒီယိုမှာပဲတွေ့ကြအောင်ပါဒီပိတ်ရက်4ပတ်အတွင်းမှာကျွန်တော်ဘာတွေလုပ်မလဲဘယ်လိုဗီဒီယိုတွေတင်မလဲဆိုတော့နောက်ထပ်ဗီဒီယိုမှာပဲစောင့်ကြည့်ပေးပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်တတ